ပြိုင်ပွဲစတင်တော့သမရာကြီးကစဖိုးမှုတယောက်ရဲ့အရေးချင်းဆိုတာဓာတ်ကင်ကျွမ်းကျင်မှုပေါ်လဲမူတည်တယ်ဓာတ်ကင်ကျွမ်းကျင်မှုဟာဟင်းပွဲရဲ့အနံ့ရတာကိုတိုက်ရိုက်ချိုးကြတာကြောင့်ဒီပြိုင်ပွဲရဲ့ပထမအချီရှင်ပြိုင်မှုကိုဓာတ်ကင်ကျွမ်းကျင်မှုနဲ့ရှင်ပြိုင်မယ်လို့ပြောလိုက်ပါတယ်ပြိုင်ဘက်တစ်ထေးဘက်မှစဖိုးမှုတယောက်ထွက်လာပြီးဓာတ်ကိုစိုက်ချလိုက်ပါတယ်ဓာတ်မှရေးထိုးထားတဲ့ဆွရှုတင်မျိုးနွယ်ဆိုတဲ့စာကြောင့်အားလုံးအံ့ဩသွားကြတယ်ဒီမျိုးနွယ်ကနာမည်ကြီးလားဆိုပြီးစုရီကမေးလိုက်တော့တထေးကြီးကဒီမျိုးနွယ်ဟာရှေးဟောင်းစဖိုးမှုမျိုးနွယ်ဖြစ်ပြီးသူတို့ဟင်းချက်အရေးချင်းကတော့ထိတ်တန့်မဟုတ်ဘူးဆိုပေမဲ့ဓာတ်ကင်ပညာကတော့သူတို့ဘိုးဘွားတွေကစင်းသက်လာလို့ကောင်းတယ်ပြောရမယ်စုရီကစဖိုးမှုတွေပဲလက်ပြီးဘသူရှင်ပြိုင်မလဲမေးတော့စဖိုးမှုလေးတွေကဒီမျိုးနွယ်ကိုမရှင်ပြိုင်ရဲကြဘူးပေါ့ပြိုင်ဘက်တထေးကလည်းအချိန်တွေမဖြုံးနဲ့ကွာမပြိုင်ရဲရင်လည်းအရှုံးပေးလိုက်လို့ပြောလိုက်ပါတယ်အဲ့အချိန်စုရီကဘသူမပြိုင်ရဲဘူးပြောလဲကျမပြိုင်မယ်ဆိုပြီးထွက်လာပါတယ်ပြိုင်ဘက်တထေးကဒီလိုအသားရည်နဲ့လက်မောင်းလေးတွေကဓာတ်ကိုဘလို့ငြိမ်အောင်ကိုင်းမလဲဒီအရေးချင်းမရှိတဲ့ဆိုင်မှာမနေပဲဘာလို့ငါစီကိုလိုက်မလာသေးတာလဲဆိုပြီးလှောင်လိုက်ပါတယ်အဲ့အချိန်အိမ်ချေမဲ့ကောင်လေးဟာဓာတ်ကိုပြစ်ပေါက်လိုက်ပြီးဒီအလှဲ့ကိုငါရှင်ပြိုင်မယ်ဆိုပြီးပြောလိုက်ပါတော့တယ်